လူသေးသေးလေးတွေကစကလုံးကြီးတွေပြောတဲ့ခေတ်ရောက်လာပြီဗျအဲ့တော့မိတ်ဆွေတို့မှာအန်နီရဲ့အရန်ရှိတယ်အဲ့ဒါကို TikTok သုံးတဲ့ခါကျရင်သတိထားဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့လူသေးသေးလေးဆိုတာပါတချို့ TikTok channel တွေအကောင့်တွေပေါ့နော် YouTube channel တွေ Facebook page တွေမှာသတိထားကြည့်ကြည့်လိုက်တင်ထားတဲ့ဗီဒီယိုတွေကအရန်မိုက်တယ် view တွေလည်းအရန်များတယ်နားထောင်လိုက်ရင်လည်းမစိုးသူပြောတာမှန်တယ်ဆိုပြီးတော့တွေ့ရလိမ့်မယ်ဒါပေမဲ့ဘသူကပြောလို့ပြောနေမှမသိဘူးဘယ်စာအုပ်ထဲကရည်ညွှန်းပြီးတော့ပြောတာမှန်းလည်းမသိသလိုဘယ်နေရာမှာ test လုပ်ထားတဲ့ theory မှန်းလည်းမသိဘဲနဲ့ဒီပြောတဲ့စကားပဲအရန်နားထောင်လို့ကောင်းပြီးတော့နားထောင်နေကြတဲ့ view တွေအရန်များနေတဲ့ video တွေကိုမိတ်ဆွေတို့တွေ့ဖို့လိမ့်မယ်ဒါကဘာလဲဆိုတော့ဒီပြောတဲ့သူဒီအချက်လက်တွေကိုသူတို့ကိုယ်တိုင်ဘဝမှာကြုံတွေ့ပြီးတော့သူတို့ကိုယ်တိုင်စမ်းသပ်ပြီးတော့သူတို့ကိုယ်တိုင် confirm လုပ်ပြီးမှရတဲ့အချက်လက်တွေကိုပြောနေတာမဟုတ်ဘဲနဲ့ AI model တွေကိုထုတ်ခိုင်းမယ်ပြီးသွားတဲ့ခါကျရင်အဲ့ဒါတွေကို iterate လုပ်မယ်လိုချင်တဲ့ပုံစံ story ဖြစ်အောင်သွားမယ်ပြီးသွားရင် psychology ဘိုင်းနေ motivation success ပြောချင်တာကဗျာလောကကြီးမှာရှိသမျှ knowledge bank ကြီးတွေကနေပြီးတော့လိုချင်တဲ့အတိုင်းထုတ်လာပြီးတော့မှအဲ့ထွက်လာတဲ့အကြောင်းအရာတွေလည်းနော်သူတို့ကိုယ်တည်တည်ချာချာဂါဂနနတိတာမတိတာထက်စမ်းသပ်ဖူးတာမစမ်းသပ်ဖူးတာထက်လူနားထောင်လို့ကောင်းတဲ့အနေအထားတစ်ခုပြင်ဆင်ဖန်တီးပြီးတော့အဲ့စာကိုအတန်ဖြစ်ပြောင်းပြီးတော့ဗီဒီယိုတစ်ခုနဲ့ကတ်ပြီးတော့ပြန်တင်ဆိုတော့ဘယ်သူပြောလို့ပြောမှလည်းမသိဘူးเนาะအဲ့ကြောင့်ကျွန်တော်ပြောချင်တာလူသေးသေးလေးတွေဆိုတာဒီပညာရပ်တစ်ခုကိုပြောဖို့အတွက်ဆိုတာဒီပညာရပ်တစ်ခုမှာတာဝန်ယူမှုတာဝန်ခံမှုရှိရတယ်ကိုပြောတဲ့စကားဒီဘယ်လောက်ထိအတိုင်းတာထိကိုguarantee ပေးနိုင်တယ်ဒါအရင်ရေးကြည့်တယ်ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့အတွေ့အကြုံတွေကပဲပြောတယ်ကျွန်တော်လှုပ်ဖူးတာပဲပြောတယ်ကျွန်တော်မလှုပ်ဘူးတာတိတော့တိတယ်ဒါပေမဲ့မလှုပ်ဘူးဆိုရင်တော့ကျွန်တော်မပြောရဲဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောလိုက်လို့မှားသွားရင်ကျွန်တော်မှားမှာမဟုတ်ဘူးဒါအောင်နားထောင်ပြီးလိုက်လုပ်တဲ့လူကမှားမှာအဲ့ဒီလူမှာပြဿနာရှိတယ် sorry တောင်းယူမှုပေါ့နော်ဆိုတော့အမျိုးတွေကျွန်တော်တို့နောက်ပိုင်းတွေ့ရတာနဲလာမယ်အဲ့တော့ social media ကနေပြီးတော့ကိုကဗီဒီယိုတွေကြည့်တဲ့အခါကျရင်လူကိုယ်တိုင်ကနေပြောနေတာတွေသူ့ရဲ့ background တွေအဲ့ဒါတွေကလိုက်စစ်ဖို့လိုလာလိမ့်မယ်နှုတ်မဲ့၅ပါးမဟုတ်လိမ့်မယ်ဘာလို့လဲဆိုတော့ information ကနေရာတိုင်းမှာလိုက်ရှာလို့ရတဲ့အခြေအနေရောက်နေပြီလေဘသူပြောတာအရေးမကြီးတော့ဘူးဘာ information တွေကပိုရေးကြီးလာတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါကိုသတိပြုဖို့လိုတယ်လူသေးသေးလေးတွေကနေစကလုံးအကြီးတွေပြောလာတဲ့အခါကျရင်အဲ့စကလုံးကြီးတွေပေါ်မှာလူသေးသေးလေးတွေကတာဝန်ယူမှာမဟုတ်ဘူးဒါပေမဲ့ခေါင်းခံရတာတော့မိတ်ဆွေတို့နားထောင်နေသူတွေဖြစ်လာလိမ့်မယ်